ဆေးဆိုင်ဆေးဝယ်တဲ့အခါသုံးတဲ့ထိုင်းစကားပြောများကိုကျွန်တော်ဒီဗီဒီယိုလေးမှာလာအောင်မျှပေးပါမယ်တစ်ဆေးနည်းနည်းဝယ်ချင်ပါတယ်လို့ကိုကပြောချင်ခေါ်ဆေးရหน่อยครับခေါ်ဆေးရหน่อยครับအဲ့လိုပြောလို့ရတယ်နော်နောက်တစ်လုံးကနာကျင်မှုဒါမှမဟုတ်ရင်ကြိုက်ခဲပျောက်စီရှိတာလို့ကမေးကြည့်ရင်မီယာကဲပွက်မိုင်းครับမီယာကဲပွက်မိုင်းครับအဲ့လိုမေးလို့ရတယ်နော်မီယာကဲပွက်ဆိုတာကအကြိုက်ခဲပျောက်စီကိုပြောတာနော်ဆေးဆိုင်ဝင်တာနဲ့ကိုစားရတော့မေးလို့ရတယ်မီယာကဲပွက်မိုင်းဒါဆိုရင်အကြိုက်ခဲပြောက်စီရှိလားဒီလိုမေးတာเนาะဗီဒီယိုလေးကိုစောင့်ကြည့်ပေးเนาะနောက်တစ်စကားလုံးလေးကျွန်တော်ထပ်ပြီးတော့မျှအောင်ပေးမယ်နောက်တစ်လုံးကကြတော့ဘယ်လိုတောက်ရမလဲလို့ကိုကမေးကြည့်ရင်ကင်ยังไงครับယာနီကင်ยังไงครับအရှိရယာနီထည့်လို့ရင်ဒီဈေးကဘယ်လိုတောက်ရမလဲဒီမှာတော့ကျွန်တော်မထည့်ပေးတာဘူးတူတူတိုးတိုးလေးပဲကျွန်တော်ရေးပေးထားတယ်ပေါ့เนาะကင်ยังไงครับဘယ်လိုတောက်ရမလဲပေါ့เนาะပြီးလို့ရှိရင်နောက်တစ်လုံးကတစ်နေ့ဘယ်နှကြိမ်တောက်ရမလဲလို့ကိုကထပ်မေးကြည့်ရင်ဝါလာကီခန်းครับဝါလာကီခန်းครับအဲ့လိုမေးလို့ရနော်ဝန်လာကီခန်းครับကီခန်းဆိုတာကဘယ်နှကြိမ်လဲပေါ့နော်တနေ့ဘယ်နှကြိမ်တော့ရမလဲလဆိုတဲ့စကားလုံးကဘာကိုပြောတာလဲဆိုရင်ဟိုပြောမလို့ရင်တစ်ခုတစ်ကောင်တယောက်ကိုမေးချင်လို့ရှိရင်အဲ့ဒီတစ်ခုကိုဒါမှမဟုတ်တနေ့ကိုအဲ့ကိုဆိုတဲ့စကားလုံးပေါ့စကားဆက်အနေနဲ့သုံးတာနော်ဘယ်နှကြိမ်တော့ရမလဲတနေ့ကိုဘယ်နှကြိမ်တော့အဲ့ကိုဆိုတဲ့စကားလုံးကိုဒီထိုင်းမှာဆိုလို့ရင်လဆိုတဲ့စကားလုံးလေးနဲ့တွဲသုံးတာနော်ဒါကတော့ထပ်ပြီးတော့အသုံးဝင်တဲ့စကားလုံးတွေပေါ့နော်အစာမစားခင်ဆိုရင်ကွန်အာဟန်နော်ကွန်ဆိုတာကကွန်ကိုအရှိမထားသုံးတယ်ဆိုရင်တခုခုမလုပ်ခင်ဒါမှမဟုတ်မစားခင်နော်ဒီမှာကွန်အာဟန်ဆိုလို့ရှိရင်မစားခင်တောက်ရမယ်ပေါ့နော်လမ်းအာဟန်ဆိုလို့ရှိရင်အစာစားပြီးနောက်လမ်းအာဟန်အစာစားပြီးနောက်တောက်ရမှာပေါ့နော်ဒါလေးတွေကစီးဆိုင်တော်လို့ရှိရင်အဲ့ရဆေးဆိုင်နတ်စမကနေလို့ကိုပြောပြလိုက်မယ်နော်နောက်တဲ့အသုံးဝင်တဲ့စကားလုံးလေးပါလဲဖဲယာနော်ဖဲယာနော်ဖဲယာဆိုတာဘာပြောတာလဲဆေးမတဲ့တာပေါ့နော်မတဲ့တဲ့ဆေးပေါ့နော်တက်မတဲ့တာကိုပြောတာနော်နောက်တဲ့စကားလုံးလေးပါလဲဒီလက္ခဏာကဖြစ်တာဘယ်လောက်ကြာပြီလဲလို့သူကမင်းဒီလိုပုံစံပေးလိုက်မယ်နော်အကံပင်မာနန်ခဲနိုင်ครับနော်အကံပင်မာနန်ခဲနိုင်ခဲ့ဆိုတာကအာကန်ဆိုတာကဘာကိုပြောတာလဲလက္ခဏာပြောနော်အာကန်ပင်မာနန်ခဲနိုင်ဆိုလို့ရှိရင်ဒီလက္ခဏာဖြစ်လာတာဘယ်လောက်ကြာပြီလဲလို့သူကမေးတာပေါ့နော်ဆေးမတည့်တဲ့လက္ခဏာရှိလားလို့သူကမင်းဒီလိုပုံစံမေးတယ်နော်မီအာကန်ဖဲရမိုင်းครับမီအာကန်ဖဲရမိုင်းครับနော်မီအာကန်ဖဲရမိုင်းครับဆိုရင်မတည့်တဲ့ဆေးဒါမှမဟုတ်ဆေးမတည့်တဲ့လက္ခဏာရှိလားပေါ့နောက်တစ်မျိုးကလေးတောက်လို့ရတဲ့ဆေးပေးပါလို့ပြောချင်းခေါ်ယာတိတိကင်တိုက်ครับခေါ်ယာတိတိကင်တိုက်ครับအဲ့လိုပြောလို့ရနော်ခေါ်ယာတိတိကင်တိုက်ครับကလေးတောက်လို့ရတဲ့ဆေးပေးပါပေါ့နော်ဒါကကိုကကလေးရောကိုကဆေးကလူကြီးဆေးကကလေးဆေးလားမသိရတော့ကိုကဒီပုံစံတောင်းလို့ရတယ်နော်ခေါ်ရတိတိတ်ကင်တိုက်ครับအဲ့လိုပြောလိုက်ရင်သူတို့ကလေးတောက်လို့ရတဲ့ဆေးကိုပေးလိုက်မယ်နော်ဒါလေးတွေကလုံးဝသိထားတဲ့နဲ့နောက်တဲ့စကားလုံးကဘေးထွက်ဆူဂျိုရှိလားလို့ကိုကမေးချင်ရင်မီဖုန်ခန့်ခီယန်မိုင်းครับမီဖုန်ခန့်ခီယန်မိုင်းครับဘေးထွက်ဆူဂျိုရှိလားပေါ့နော်ဒါကတော့နောက်ဆုံးစကားလုံးလေတကယ်လို့မတက်တာဘူးဆိုရင်ဆေးရုံကိုတွားရမလားလို့ကိုကမေးချင်လို့ရှိရင်ထမိတ်ဒီခင်း3ပိုင်လုံဖျဲပန်ချဲမန်းครับထမိတ်ဒီခင်း3ပိုင်လုံဖျဲပန်ချဲမန်းครับလုံဖျဲပန်ကိုကအတူပြောချင်လုံပန်เนาะလုံပန်လို့လည်းပြောရเนาะထမိတ်ဒီခင်း3ပိုင်လုံပန်ချဲမန်းครับအဲ့လိုမေးလို့ရတယ်เนาะကျွန်တော်ဒီနေ့တော့ဒေါ်လေးပဲလာအောင်မျှပေးခြင်းပါတယ်ကျွန်တော်ဗီဒီယိုလေးကအကျိုးတစုံတရာရှိမယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေး like and share လေးလုပ်ပေးဖို့တောင်းဆိုခြင်းပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ